peaceful ချမ်းသာနေပြီးတော့မှပြန်လည်ကြိုဆိုပါတယ်ရှင်။ဓမ္မမိတ်ဆွေများအားလုံးကျန်းမာကြပါစေချမ်းသာကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေကပ်ပြီးအပေါင်းမှလည်းကင်းဝေးကြပါစေလို့ဥစွာပထမဆုတောင်းမေတ္တာပို့တာပါတယ်ရှင်။ရှင်ပြန်ယနေ့ဒီတောက်ကြနေဖြစ်တဲ့အတွက်အာတနာတရားတုတ်ဖြင့်မြတ်စွာဘုရားအားပူဇော်ပါမည်ရှင်ဖျားနမောတတဗဂဝတောအရဟတောတမန်တမုတတနမောတတဗဂဝတောအရဟတောတမန်တမုတတနမောတတဗဂဝတောအရဟတောတမန်တမုတတအပတန်နိဟိနာထထသာတနေသာတုတမတိအာမနုတ်တေဟိသန္တိဟိတတ္တကပိတကာရိတိပရိဒါနံစတတ္တနံအဟန္တာယသကုတ္တိယယံတေတေတိမဟာဝိယောပရိတန္တံပနာမဟိဝိပတိတသနာမန္တုသကုမန္တတတိရိမတ္တောတိခိတပိသနာမန္တုတပဗုဒ္ဓနုကံပိနောဝေဒပုတ္တသနမိန်တုနာတကတ္တတပတိနောနမိန်တုကကုတံတတ္တမာရတိနာပမတ္တိနောဂောနကမနတ္တနမန္တုယမနတ္တဝုတ္တိမတ္တောကတ္တပတ္တသနမတ္တုဝိပတ္မုတ္တတတပတိအင်္ကိရတတနမိန်တုတကြပုတ္တတတိရိမတ္တောယောဣမံဓမ္မံတေတိတိတပ္ပတုက္ခပနုတနံယေစာပိနိဗ္ဗုတာလောကေယတ္တာဗုဒ္ဓံဝိပတိတုံဒေသနာအပိတုနာထမဟန္တာဝိတတာရတ္တာဟိတံဒေဝမနုဿာနံယံနမတ္တန္တိဂေါတမံဝိစ္ဆာစရဏဓမ္ပနံမဟန္တာဝိတတာရတ္တံဣတိစဉ္ညေသတံဗုဒ္ဓံအနေကတတ္တဂေါတိယောတပ္ပေဗုဒ္ဓဓမ္မတမတပ္ပေဗုဒ္ဓမဟိတိကာတပ္ပေတတ္တပရူပေတာဝေတာရစ္စေဟုဘာကတာတပ္ပေတေပတိစာနန္တိအာတပံဌာနမုတ္တမံတိဟနာတံနတံတေတိပရိတာတုဝိတာရတ္တာယမစကံပဝတ္တင်တိလောကေအပတိဝတ္တိယံဥပိတ္တာပုတ္တဓမေဟိအဋ္ဌာရတ္တဟိနာယကံပတ္တိန္တလက္ခဏုပေတာဒီတာနုပြန်စနာတယာဗျာမပ္ပပါယတုပပ္ပါတပ္ပိတိမုနိကုံစရာဗုဒ္ဓတပ္ပိမုနောဧတိတပ္ပေခိနာတဝါစီနောမဟာပပ္ပမဟာတေဇာမဟာပညာမဟာဖလာမဟာကရုဏိကာတိယတပ္ပေတာနံဒုက္ခဝဟံဒီပါနာတာပတိတ္တသဒါနာလေနာသပါဏိနံကတိပန္တုမဟိတာတာဒါရဏသဟိတေတိနောတတေဝကတ္တလောကတ္တတပ္ပိဧတိပရာယနာဒေတဟံတိရတာပါတိဝတ္တမိပုရိတုတ္တမေဝသတ္တာမနတ္တာစီဝဝဒာမိတေတတ္တကတိဒါယနေအာတနေဌာနေကမနေစာပိတပ္ပတာတတ္တာဒုက္ခိနရက္ခန္တုပုတ္တာတန္တိကရာတုဝံတေဟိတဝံရက္ခိတောတန္တောမုတ်တောတပ္ပပယေဟိသတပ္ပရောဂဝိနိမုတ်တောတပ္ပတန္တပဝိစိတောတပ္ပဝေယမတိကံတောနိဗ္ဗုတောသဒုဝံပဝဒေတံသစ္စေနဒီလေန
ခန္တီမေတ္တာပလေးနာစတေပိအမေနုရခန္တုအာရောကိနဒုခိနစပုရိတိမတ္တမိန်တိတာပါကေတန္တိပူတာမဟိတိကာတေပိအမေနုရခန္တုအာရောကိနဒုခိနစတခိနတ္တမိန်တိတာပါကေတန္တိဒေဝမဟိတိကာတေပိအမေနုရခန္တုအာရောကိနဒုခိနစပစ္စည်းမတ္တမိန်တိတာပါကေတန္တိနာကာမဟိတိကာတေပိအမေနုရခန္တုအာရောကိနဒုခိနစဥတ္တရတ္တမိန်တိတာပါကေတန္တိယက္ခာမဟိတိကာတေပိအမေနုရခန္တုအာရောကိနဒုခိနစပုရိတိမိနာတတ္တရတ္တောတက္ခိမိနာဝိရုရတ္ကောပစ္စည်းမိနာဝိရုပက္ခောကုဝေယောဥတ္တရန္တိတံသတ္တရောတိမဟာရာဇာလောကပါလာယတ္တတိနောတေပိအမေနုရခန္တုအာရောကိနဒုခိနစအာကာတတ္တသပုမတ္တာဒေဝနာကာမဟိတိကာတေပိအမေနုရခန္တုအာရောကိနဒုခိနစဣတိမန္တောစာယေတေဝဝတ္တန္တာဣတသာတနေတေပိအမေနုရခန္တုအာရောကိနဒုခိနစတပ္ပိတိယောဝေဝစန္တုတောကောရောကောဝိနာတန္တုမာတေပဝန္တုံတရာယာဒုခိတိကာယုကောပဝအပိဝတနာတိလိတ္တနေသဝု္စာပစာယိနောသတ္တရောတမဝဋ္ဌန္တိအာယုဝနောဒုက္ခဖလံအာတာနာတိယတုတ်တနေတိတံဘဖယာသာတုသာတုသာတုပါဖေယအာတာနာတိယတုတ်ဖြစ်ပေါ်လာပုံကတော့စတုမဟာရာဇနတ်မင်းကြီး၄ပါးသည်အာတာနာတာဟုခေါ်ဆိုသောနတ်မြို့တော်၌စုယုံစည်းဝေးကြကာဝိပတိဖယားမှစ၍ဂေါတမဖယားအထိခုနှစ်စုသောဖယားရှင်ကိုရောမြတ်ကြီးတို့၏ဂုဏ်တော်ကိုအာယုံပြု၍ရှိခိုးပြီးအာတာနာတိယတုတ်ကိုဖွဲ့ဆိုခဲ့ကြသည်ထိုနောက်မှဖယားရှင်၏ဓမ္မဆက်၎င်းတို့၏အာနာဆက်ကိုမခံယူကြတော့နတ်ဆိုးများကိုဤသို့တော့နတ်ပြစ်ဒဏ်များခတ်မည်ဆိုကြသည်ထိုတို့ဆိုကြပြီးနောက်မှသာလူပြည်ရှိဂေါတမမြတ်စွာဘုရားရှင်ရှိရာသို့များပြားသောနတ်စစ်တီပိုပါများနှင့်အတူသွားခဲ့ကြသည်စတုမဟာရာဇနတ်မင်းကြီး၄ပါးသည်လေးဖက်လေးတန်ရှိမြို့တကားအတွင်အပြင်အနီးတို့တွင်၎င်းတို့၏တပ်များကိုအဆောင်ချထားကြ၍ဂိဇကုတ်တောင်၌သည်င်းသုံးနေတော်မူသောဂေါတမဗုဒ္ဓရှိရာသို့ရောက်လာကြသည်ဖယားရှင်ကိုနှုတ်ဆက်ပြီးတဲ့နောက်အခြားသောယက္ခတ်များနှင့်အတူထိုင်ကြသည်ဝေတဝန်နှင့်မင်းခေါ်ကုဝေယနှင့်မင်းကဗုဒ္ဓဖယားရှင်ကိုဤသို့ဆိုလေသည်အရှင်ဖယားမြတ်စွာဘုရားအားမကြည်ညိုသောတန်ခိုးကြီးသောဘလူးတို့သည်ရှိပါကုန်၏အရှင်ဖယားမြတ်စွာဘုရားအားကြည်ညိုသောတန်ခိုးကြီးသောဘလူးတို့သည်ရှိပါကုန်၏အရှင်ဖယားမြတ်စွာဘုရားအားမကြည်ညိုသောတန်ခိုးအလတ်စားရှိသောဘလူးတို့သည်ရှိပါကုန်၏အရှင်ဖယားမြတ်စွာဘုရားအားကြည်ညိုသောတန်ခိုးအလတ်စားရှိသောဘလူးတို့သည်ရှိပါကုန်၏အရှင်ဖယားမြတ်စွာဘုရားအားကြည်ညိုသောတန်ခိုးအလတ်စားရှိသောဘလူးတို့သည်ရှိပါကုန်၏
အရှင်ဖေယမြတ်စွာဘုရားအားမကြည်ညိုသောတကိုးအနှိမ့်စားရှိသောဘလူးတို့သည်ရှိပါကုန်၏အရှင်ဖေယမြတ်စွာဘုရားအားကြည်ညိုသောတကိုးအနှိမ့်စားရှိသောဘလူးတို့သည်ရှိပါကုန်၏အရှင်ဖေယများသောအားဖြင့်ဘလူးတို့သည်မြတ်စွာဘုရားအားမကြည်ညိုကြပါကုန်အဘဲကြောင့်ဆိုတော့မြတ်စွာဘုရားသည်အတက်သက်ခြင်းမှရှောင်ကျဉ်ခြင်းကတရားကိုဟောတော်မူ၏မပေးသောဥစ္စာကိုခိုးယူခြင်းမှရှောင်ကျဉ်ခြင်းကတရားကိုဟောတော်မူ၏ကာမဂုဏ်တို့၌မှားသောအားဖြင့်ကျင့်ခြင်းမှရှောင်ကျဉ်ခြင်းကတရားကိုဟောတော်မူ၏မဟုတ်မမှန်သောစကားကိုပြောခြင်းမှရှောင်ကျဉ်ခြင်းကတရားကိုဟောတော်မူ၏မူရင်မေ့လျော့ကြောင်းဖြစ်သောအယက်သေးစာကိုတောက်ခြင်းမှရှောင်ကျဉ်ခြင်းကတရားကိုဟောတော်မူ၏အရှင်ဖေယဘလူးတို့သည်များသောအားဖြင့်အသက်သက်ခြင်းမှမရှောင်ကျဉ်ကြကုန်မပေးသောဥစ္စာကိုခိုးယူခြင်းမှမရှောင်ကျဉ်ကြကုန်ကာမဂုဏ်တို့၌မှားသောအားဖြင့်ကျင့်ခြင်းမှမရှောင်ကျဉ်ကြကုန်မဟုတ်မမှန်သောစကားကိုပြောခြင်းမှမရှောင်ကျဉ်ကြကုန်မူရင်းမေ့လျော့ကြောင်းဖြစ်စေသောအရက်ကိုတောက်ခြင်းမှမရှောင်ကျဉ်ကြကုန်ထိုနတ်ဘလူးတို့သည်ထိုတရားကိုမနစ်တက်မမျက်နှိုးကြပါအရှင်ဖေယမြတ်စွာဘုရားဤတပည့်တို့သည်အတန်နီးကုန်သောပြည်ရွာသွန်တန်မရှိကုန်သောလူတို့ဤအငွေအသက်ကင်းကုန်သောလူတို့ဤလျှို့ဝှက်သောအမှုကိုပြုခြင်းငါထိုက်ကုန်သောကိန်းအောင်၍နေခြင်းငါရှောက်ပတ်ကုန်သောဝေးကွာသောကြောင့်တို့ကိုမိဝဲနေထိုင်ပါကုန်၏ထိုကြောင့်တို့၌နေသောတကိုးကြီးသောဘလူးတို့သည်ရှိပါကုန်၏အကျင့်ဘလူးတို့သည်မြတ်စွာဘုရား၏သာသနာတော်၌မကြည်ညိုကုန်ထိုဘလူးတို့ကိုကြည်ညိုစေရန်မြတ်စွာဘုရားသည်အာတာနာတိယမိသောပရိတ်အယံအသားကိုယဟန်ယောက်ျားယဟန်မိန်းမဥပတ္တကယောက်ျားဥပါတိကမိန်းမတို့၏အကအကွယ်အဆောင်အရှောက်ဖြစ်ခြင်းကသင်ပေးတော်မူပါလောဟုလျှောက်၏အဲ့ဒါကတော့အာတာနာတိယတုတ်ရဲ့နောက်ခံသမိုင်းကြောင်းကိုဖော်ပြထားခြင်းဖြစ်ပါတယ်အခုမြန်မာပန်ပါတာဖြင့်ထပ်မံမျှဝေပါမယ်ရှင်အာတာနာတိယတုတ်ကအလုံးပေါင်းအပိုက်ပေါင်း29ပိုက်ရှိပါတယ်ရှင်နံပါတ်1သူတော်ကောင်းအပေါင်းကကောင်းပါပေတည်ဟုလက်ခံချီးကျူးထားသောမြတ်စွာဘုရား၏သာသနာတော်ကိုပင်မကြည်ညိုမသက်ဝင်နိုင်ကြသောလူချမ်းဘလူးတို့သည်ရက်ဆက်တတ်ကြကုန်၏မိသည့်အခါမဆိုနိုင်ထက်စီးနှင့်နှိပ်စက်ကလူပြုတတ်ကြ၏နံပါတ်2ထိုဘလူးလူချမ်းတို့ကပရိသတ်ကိုမငင်းဆဲမနှိပ်စက်နိုင်စေရန်နှင့်သူတို့ကပင်ကူညီဆောင်ရှောက်လာစေရန်ရည်ရွယ်ချက်ဖြင့်ကြီးမြတ်သောလုံလရှိတော်မူသောမြတ်စွာဘုရားကဤအာတာနာတိယပရိတ်တော်အယံတားကိုဟောကြားတော်မူခဲ့ခြင်းဖြစ်ပေသည်ယခုအခါ၌ဤပရိတ်တော်ကိုကျွန်ုပ်တို့စုပေါင်း၍ရွတ်ဆိုကြပါကုန်စို့နံပါတ်3စက္ခု5ပါးနှင့်ပြည့်စုံတော်မူသောဖုံးချက်တည်းနှင့်ပြည့်စုံတော်မူသောဝိပတ္တိမြတ်စွာဘုရားအားကျွန်ုပ်ဤဥညွတ်ရှိခိုးခြင်းဖြစ်ပါစေတတ္တဝါအလုံးအပေါ်ကျင်နာတနာမှုဖြင့်အစဉ်တနာစောင့်ရှောက်တော်မူသောတိခိမြတ်စွာဘုရားအားလည်း
အကျွန်ုပ်ဤဥညွတ်ရှိခိုးမှုဖြစ်ပါစေနံပါတ်4မကောင်းမှုအညစ်အကြေးကိုစေးကြောတန့်စင်ပြီးဖြစ်သောချိုးချံသောအကျင့်ကိုလည်းကျင့်တော်မူသောဝေတပူမြတ်စွာဘုရားအားလည်းအကျွန်ုပ်ရှိခိုးပါ၏မှန်စစ်သည်အပေါင်းကိုနှိမ်နင်းအောင်မြင်တော်မူသောကကုတ္တမြတ်စွာဘုရားအားလည်းအကျွန်ုပ်ရှိခိုးပါ၏နံပါတ်5မကောင်းမှုဟုသမျှပယ်အပ်ပြုပြီးသော5ပါးသောဝတ္တိတော်နှင့်ပြည့်စုံတော်မူသောဂေါဏကုံမြတ်စွာဘုရားအားလည်းအကျွန်ုပ်ရှိခိုးပါ၏ခတ်သိမ်းသောကိလေသာတို့မှလွတ်ကင်းတော်မူပြီးသောကတ္တပမြတ်စွာဘုရားအားလည်းအကျွန်ုပ်ရှိခိုးခြင်းဖြစ်ပါစေနံပါတ်6လူတို့ဤဆင်းရဲဒုက္ခဟုသမျှကိုပယ်ဖြောက်နိုင်စွမ်းရှိသောတရားတော်မြတ်ကိုဟောကြားတော်မူပေ၏ကိုယ်တော်မှလည်းအယောင်အဝါကွမြူးဖြာရှက်ထွက်တော်မူ၏ဖုံးချက်တည်နှင့်လည်းပြည့်စုံတော်မူပေ၏တကြဒါကင်ဝင်မင်းသားလည်းဖြစ်တော်မူ၏ထိုဂေါတမမြတ်စွာဘုရားအားကျွန်ုပ်ဥညွတ်ရှိခိုးခြင်းသည်ဖြစ်ပါစေတည်းနံပါတ်9လောက၌ငြိမ်းအေးကုန်ပြီးသောဖယားရှင်အဆူဆူတို့သည်ယထာဘူတကြကြတိကုန်၏ချောပြစ်ကုန်းတိုက်သောစကားမျိုးကိုမိသည့်အခါမျှဆိုမိန်တော်မမူကြီးလဲကြီးမြတ်ကုန်၏ကြောက်ရွံ့ခြင်းလဲကင်းကုန်၏နံပါတ်10ဝိဇ္ဇာ3ပါးဝိဇ္ဇာ8ပါးစရဏ15ပါးတို့နှင့်ပြည့်စုံတော်မူ၍မြတ်လစွာသောရဲရင်ခြင်းအသည့်ရှိတော်မူသောနတ်တို့၏အစည်းအပွားကိုဆောင်တော်မူတတ်သောဂေါတမနွယ်ဖွာရှင်တော်မြတ်ဘုရားကိုရှိခိုးဥညွတ်ပါကုန်၏နံပါတ်9ဝိပတ္တိတိခိဝေတပူကကုတံဂေါဏကုံကတ္တပဂေါတမဟုသောဖယားခုနှစ်ဆူတို့နှင့်တကွအဂတိမကများလှစွာသောဖယားရှင်အားလုံးတို့သည်ပိစိကပုတ္တယဟန္တာများနှင့်တူတော်မမူကုန်ဆိုခဲ့ပါတပုညုဖယားရှင်ချင်းသာတူတော်မူကုန်၏ဖယားရှင်အားလုံးပင်တကုဣတ္တိလွန်စွာကြီးမားကြကုန်၏နံပါတ်10ခတ်သိမ်းကုန်သောဖယားရှင်တို့သည်သားတော်10ပါးနှင့်ပြည့်စုံတော်မူ၏ရဲရင်သောဝေတရစဉာဏ်နှင့်ပြည့်စုံတော်မူကြ၏မြတ်တော်ယောက်ျားဥဒ္ဓပဖြစ်တော်မူ၍တပညုတဉာဏ်ကိုရရှိကြောင်းဝန်ခံကြကုန်၏နံပါတ်17ဖယားရှင်တို့သည်မိတိပရိတ္တပိုလ်ပုံအလယ်၌လွန်စွာရဲရင်တော်မူကြ၏ကေတရာဇာခြင်္သေ့မင်းကဲ့သို့ရဲရဲရင်ရစ်စကားဆိုကြ၏မိသူတဦးတယောက်မှမလဲမပတ်စေနိုင်သောတမတ်စကြာတရားတော်ကိုလည်းလဲပတ်စေကုန်၏ဟောကြားကုန်၏နံပါတ်7ဖယားရှင်တို့သည်လူ3ပါးတို့၏ခရီးလမ်းညွန်ဖြစ်ကြ၏ဖယား၏ကျေးဇူးတရား18ပါးနှင့်ပြည့်စုံကြကုန်၏32ပါးသောယောက်ျားမြတ်တို့၏လက္ခဏာတော်ကြီးတို့နှင့်လည်းပြည့်စုံတော်မူကြ၏လက္ခဏာတော်ငယ်80နှင့်လည်းပြည့်စုံတော်မူကြ၏နံပါတ်73ဖယားရှင်ဟုသမျှကိုတော်အလုံးမြတလံမြလောက်ရောင်ချီတော်အမြဲထွက်လျက်ရှိ၏ယဟန်ဟုသမျှတို့ထက်ကြီးမြတ်သောခတ်သိမ်းသောတရားကိုလည်းသိ၏ကိလေသာအတ္တဝေါလည်းကင်း၏မန်5ပါးကိုလည်းအောင်ပြီးဖြစ်၏နံပါတ်14ဖယားရှင်တို့သည်များစွာသောရောင်ချီသောကြီးသောတကူထ
ထွတ်မြတ်သောပညာစွမ်းတန့်သောခွန်အားအတိုင်းမသိသောဂရုဏာစွဲမြဲသောလုံလတို့ကိုပိုင်တော်မူကြ၏တတ္တဝအများကောင်းကျိုးချမ်းသာကိုလည်းဆောင်တော်မူတတ်ကြကုန်၏နံပါတ်15မြတ်စွာဘုရားရှင်တို့သည်တတ္တဝအပေါင်းတို့၏မိခိုရာကျွန်းလည်းဖြစ်၏ကိုးကွယ်ရာလည်းဖြစ်၏တည်ရာလည်းဖြစ်၏စောင့်ရှောက်ရာလည်းဖြစ်၏ဘေးအန္တရာယ်မှပုန်းကွယ်ရာလည်းဖြစ်၏လာရောက်ရာလည်းဖြစ်၏ဆွေမျိုးတစ်ဖွဲ့လည်းဖြစ်၏နံပါတ်16ထိုဘုရားရှင်တိုင်းသည်နတ်တို့၏လဲလျောင်းရာလူတို့၏မိခိုရာဖြစ်ကြကုန်၏အကျွန်ုပ်သည်ယောက်ျားဟုသမျှတို့ထက်သာလွန်မြင့်မြတ်တော်မူသောထိုဘုရားရှင်တို့၏ခြေတော်တို့ကိုဦးနှိမ်ရိုကြိုရှိခိုးပါ၏နံပါတ်19အကျွန်ုပ်သည်အိပ်နေသောအခါ၌ဖြစ်စေထိုင်နေသောအခါ၌ဖြစ်စေရက်နေသောအခါ၌ဖြစ်စေလမ်းသွားနေသောအခါ၌ဖြစ်စေမည်သည့်အခါ၌မဆိုထိုဘုရားရှင်တို့အားနှုတ်ဖြင့်၎င်းစိတ်ဖြင့်၎င်းအမဲမပြတ်ရှိခိုးပါ၏18ကိလေသာအပူအပေါင်းကိုငြိမ်းအေးအောင်ပြုတော်မူတတ်ကြကုန်သောဘုရားရှင်တို့သည်တင့်ကိုချမ်းသာအောင်မပြတ်စောင့်ရှောက်ပါစေတည်းဘုရားရှင်တို့၏အဆောင်ရှောက်ကိုခံယူရသောတင့်သည်ငြိမ်သက်ချမ်းမြေ့ပါစေဘေးအန္တရာယ်ခတ်သိမ်းမှကင်းလွတ်ပါစေ19တင့်သည်အနာမရှိပဂတိကျမ်းမာသူပူပန်ခြင်းကင်းသူရန်သူဟုသမျှကိုလွတ်မြောက်နိုင်သူငြိမ်းအေးချမ်းသာသူဖြစ်ပါစေတည်း20ထိုဘုရားရှင်တို့သည်တီလသစ္စာခန္တီမေတ္တာတို့၏စွမ်းပကားဖြင့်ကျွန်ုပ်တို့ကိုအနာမရှိပဂတိချမ်းသာအောင်အစဉ်တစ်ဖြင့်စောင့်ရှောက်ကြပါစေကုန်တည်း21အရှိမျက်နှာအရပ်၌တကိုးကြီးသောကန္တပနတ်တို့ရှိကြကုန်၏ထိုနတ်တို့သည်ကျွန်ုပ်တို့ကိုအနာမရှိပဂတိချမ်းသာအောင်အစဉ်တစိုက်စောင့်ရှောက်ကြပါစေကုန်တည်း22တောင်ဖက်အရပ်၌တကိုးကြီးသောကုံမန်နတ်တို့ရှိကြကုန်၏ထိုနတ်တို့သည်လည်းကျွန်ုပ်တို့ကိုအနာမရှိပဂတိချမ်းသာအောင်အစဉ်တစ်ဖြင့်စောင့်ရှောက်ကြပါစေကုန်တည်း23အနောက်အရပ်၌တကိုးကြီးသောနဂါးတို့ရှိကြကုန်၏ထိုနဂါးတို့သည်လည်းကျွန်ုပ်တို့ကိုအနာမရှိပဂတိချမ်းသာအောင်အစဉ်စောင့်ရှောက်ကြပါစေကုန်တည်း24မြောက်ဖက်အရပ်၌တကိုးကြီးသောဘလူးတို့ရှိကြကုန်၏ထိုဘလူးတို့သည်လည်းကျွန်ုပ်တို့ကိုအစဉ်တစ်ဖြင့်စောင့်ရှောက်ကြပါစေကုန်တည်း25အရှိအယမျက်နှာ၌ကန္တပနတ်တို့ကိုအစိုးရသောဒတ္တရတ္တနတ်မင်းတောင်ရပ်၌ကုံမန်တို့ကိုအစိုးရသောဝိရုတကနတ်မင်းအနောက်အရပ်မျက်နှာ၌နဂါးတို့ကိုအစိုးရသောဝိရုပက္ခနတ်မင်းမြောက်အရပ်မျက်နှာ၌ဘလူးတို့ကိုအစိုးရသောကုဝေယနတ်မင်း26ထိုနတ်မင်းကြီး၄ပါးတို့သည်လူတို့ကိုစောင့်ရှောက်တတ်ကြကုန်၏အချမ်းရံလည်းများကုန်၏ထိုနတ်မင်းတို့သည်ကျွန်ုပ်တို့ကိုအနာမရှိပဂတိချမ်းသာအောင်အစဉ်မပြတ်စောင့်ရှောက်ကြပါစေကုန်တည်း29ကောင်းကင်၌တည်သောနတ်များမြေ၌တည်သောနတ်များနဂါးများသည်တကိုးအလွန်ကြီးကြသည်
ထိုတကိုးကြီးနှင့်နဂါးတို့သည်ကျွန်ုပ်တို့ကိုအနာမရှိပဂတိချမ်းသာအောင်အစင်မပြတ်စောင့်ရှောက်ကြပါစေကုန်သတည်း28တကိုးကြီးသောနတ်တို့သည်ဤဖျားသာသနာတော်၌နေကြကုန်၏ထိုသာသနာတော်၌နေထိုင်ကြကုန်သောနတ်တို့သည်ကျွန်ုပ်တို့ကိုအနာမရှိပဂတိချမ်းသာအောင်အစင်မပြတ်စောင့်ရှောက်ကြပါစေကုန်သတည်း29ဘေးရန်ခတ်သိမ်းကင်းစေကုန်သတည်းစိုးရိမ်ကြောင့်ကြကင်းစေကုန်သတည်းအနာယောဂဟုသမျှပျောက်စေကုန်သတည်းတင့်အားအန္တရာယ်တဆုံတရာမဖြစ်စေတည်းချမ်းချမ်းသာသာနှင့်အသက်ရှိစွာနေရပါစေတည်းယတနာမြတ်သုံးပါးတို့အားယိုသေးစွာရှ िख ိုးစည်းကပ်လေရှိသောသူတီလရှိသူတမာတိရှိသူပညာရှိသူတို့ကိုအမြဲမပြတ်ယိုသေးလေးစားတတ်သူသည်အသက်ရှိ၏အစင်လာ၏ချမ်းသာကြီးပွား၏ခွန်အားပလတိုးတက်လေ၏အသက်ရှိခြင်းအစင်လာခြင်းချမ်းသာကြီးခြင်းခွန်အားကြီးခြင်းဟုသောဤကျေးဇူးတရားတို့သည်ထိုပုဂ္ဂိုလ်တို့အဖို့ထာဝစဉ်တိုးတက်လျက်သာနေကြကုန်တည်းတာတုတာတုတာတုပါဖေယခုဤအတနာတိယတုတ်ရဲ့အကျိုးကျေးဇူးကိုလည်းထပ်မံပြီးတော့မှတင်ပြလိုပါတယ်ရှင်ဤတုတ်တော်သည်မြတ်စွာဘုရားကိုမကြည်ညိုမမျက်နှိုးတော်နတ်များကန္တပများယက္ခများသည်ဘုရားမြတ်စွာဤဥပတ္တကနှင့်ဥပါတိကတို့အားအနောက်အရှက်ပေးခဲ့သောမိတို့မိပုံချစ်လွယ်ရမည်အကြောင်းညွန်ပြတော်တုတ်ဖြစ်ပါသည်မြတ်စွာဘုရားလက်ထက်တော်အခါကသာသနာတော်ကိုမတက်ဝင်မယုံကြည်ကြတော့သီလဆောင်သူများဤဖုံးကံကိုမခံနိုင်တော့ဘလူမိစ္ဆာများကသာသနာအနွယ်ဝင်ပရိသတ်၄ပါးဖြစ်သောယဟန်အမသာသနာတာကာမတို့ကိုဖမ်းဆီးနှောက်ယှက်ကြလေသည်ထိုမိစ္ဆာဘလူများယဉ်ကျေးလာပြီးသာသနာတော်တွင်တက်ဝင်ယုံကြည်လာစေရန်အာတာနာတိယတုတ်ကိုရွတ်ဆိုစေသည်အခုတောက်ကြနေ့မှာကျမအာတာနာတိယတုတ်ကိုပါဠိတော်ဖြင့်၎င်းမြန်မာဘာသာပြန်ဖြင့်၎င်းနောက်ခံဖြစ်ပွားတဲ့ဤပရိတ်တော်ရဲ့အကြောင်းကိုလည်းအားလုံးမျှဝေပူဇော်ပြီးပြီဖြစ်ပါတယ်ရှင်ကျမပြန်လည်ပြီးတော့မှမျှဝေတင်ဆက်တဲ့ဤပရိတ်တရားကိုနာကြားရတဲ့သူပေါင်းအားလုံးတို့သည်စိတ်ရဲ့ချမ်းသာခြင်းကိုယ်ရဲ့ကျန်းမာခြင်းအပေါင်းနဲ့ပြည့်စုံပြေဝကြပါစေနှလုံးစိတ်ဝမ်းများလည်းအေးချမ်းကြပါစေကပ်ပေးအပေါင်းမှလည်းကင်းလွတ်ငြိမ်းကြပါစေရှင်